အားလုံးပဲမင်္ဂလာပါရှင်ကျွန်မအခုတော့ချက်သားအဆက်ကြော်လေးကျွန်မကြော်ပြမှာပေါ့နော်ပထမဆုံးချက်သားလေးရေးစီပြီးတော့တုံးတင်းတင်းလေးတွေတုံးပြီးတော့ပေါ့နော်အရသာနေထားပေးလိုက်မယ်နော်စင်မြမုတ်လေးနည်းနည်းဟင်းချုံမုတ်ရဲ့စားနည်းနည်းရေးထည့်ပြီးတော့ကျွန်မနေထားပေးလိုက်မှာပေါ့နော်နေပြီးတော့ဆိုရင်အရသာလေးနှက်ထားလိုက်မှာပေါ့နော်ပြီးတော့ကျွန်မသူ့ကိုကြော်မှုအတွက်ငွေတီထောင်းပေါ့နော်ချက်သွင်းဖြူရဲ့ချက်သွင်းမြများထည့်တယ်ပြီးတော့ဆိုရင်ရုပ်ဒီခွဲချမ်းလေးများထည့်ပေါ့နော်အနှစ်များမှုအတွက်ပြီးရောင်မှုလေးနည်းနည်းထည့်ပြီးကျွန်မညအောင်ထောင်းလိုက်တယ်ပေါ့နော်ပြီးတော့ဆိုရင်စီရဲဆွနွေးနေတဲ့ထည့်စီဆူလာလို့ရှိရင်ချက်သားလေးကိုကြော်မှာပေါ့နော်အဲ့ဒီချက်သားလေးကပြောနေလို့ဆိုရင်သူကစားမကောင်းဘူးပေါ့နော်တင်းတင်းလေးဖြစ်အောင်လို့ချက်သားကိုကြော်လိုက်ပေါ့နော်အဲချက်သားလေးကနည်းနည်းလေးတင်းပြီးတော့အယောင်လေးရေးရေးလေးဒီလိုနေထားလေးဖြစ်လာပြီဆိုလို့ရှိရင်ခုနထောင်လာတဲ့မြို့တွေလေးထည့်ပြီးတော့ပေါ့နော်နောက်ချက်သားနဲ့စီတက်ပေးလိုက်မှာပေါ့နော်စီတက်ပြီးလို့ရှိရင်သူ့အိုးလေးကနေကျွန်မရေးလေးနည်းနည်းလေးထည့်လိုက်ပေါ့နော်ရေးနည်းနည်းထည့်ပြီးကျွန်မသူ့ကိုစီမှုရေးနဲ့သူရေးလေးပြန်ခံသွားဆိုတော့ကျွန်မမဆလာလေးနည်းနည်းထည့်အနံ့လေးမှုမတော့ဘူးနော်မဆလာလေးနည်းနည်းထည့်လိုက်တယ်ထည့်ပြီးဆိုကျွန်မမဆလာလေးတမအောင်နည်းနည်းပြန်ဝေလိုက်တယ်ပေါ့နော်ပြီးရင်တော့ရပါပြီရှင်အရင်စားလို့ကောင်းပါရဲ့နော်